ခင်ဗျားတို့ဘာကြောက်သားကြည့်နေလဲစဉ်းစားဘူးလားဘာလို့ Heaven နဲ့ Abyss ဆိုပြီးနှစ်ချမ်းကွဲနေရတာလဲ Heaven လူတွေရော Abyss မှာလူတွေရှိကြအောင်မသိကြရလား Watchman ဆိုတဲ့ကောင်ကြီးရောဘာကောင်ကြီးလဲဒီ Heaven နဲ့ Abyss ဆိုတဲ့နေရာနှစ်ခုကဘာလို့တိကျတည်ရှိနေရတာလဲဒီနေ့အဲ့ဒီမျိုးကုန်းတွေအားလုံးကိုမန်ကအငွေတွေအချက်လက်တွေကိုစုပြီးတော့ဒီပဏိပခသမိုင်းကြောင်းကိုရှင်းကြတာပေါ့မန်ကအကြောင်းတွေပါလာမှာမို့လို့ဒီဗီဒီယိုက spoiler လက်ပါ anime only သမားတွေလည်းကျွန်တော် spoiler မခံကြပါနဲ့ကိုယ်တိုင်ကချာဟုသမန်ကမြန်မာဘာသာပြန်အောင် chapter 1 to အငွေအထိပင် comment channel မှာလာဖတ်လိုက်ကြပါ so ဒီများ spoiler မခံပါနဲ့ကိုကပဲဒီများ spoiler တွေဖြစ်ပါစေ Heaven နဲ့ Abyss လူတန်းစားခွဲခြားမှုတွေအုတ်ချုပ်သူတွေရဲ့ရွေချက်ရှိဝါဒဖြန့်မှုတွေအဲ့ဒီဝါဒမိုင်းကိုမိနေကြတဲ့ပြည်သူတွေ Heaven ဆိုတာအလုံးစုံပြည့်စုံခြင်းကိုကိုစားပြုရဆိုရင် Abyss ကအလုံးစုံဆင်းရဲခြင်းကိုယ့်ရဲ့အရင်မျိုးဆက်ကမျိုးနဲ့ခင်ဗျား Heaven လူဖြစ်နေရင်တော့မှအဲ့ဒီ Heaven ရဲ့စနိတ်တွေပဲနေရတဲ့နေရာမှာစင်းစင်းရဲနေရအောင်ပါအကောင်းနဲ့ဆိုးဆိုတာတွန်တွဲနေတာဗျအဲ့ဒီအရာနှစ်ခုကိုခွဲထုတ်ပြီးတော့ကိုကပဲကောင်းတာကြီးရဲ့ယူရင်ဆိုးတာတွေကြတော့ဘယ်သူကယူပေးမှာလဲ Heaven ကောင်တွေကဒီလိုနေရာကြလဲတယ်ဗျအပြီးဆိုရဲ6နက်တွေကိုတွန်းချပစ်တာပစ္စည်းအမိုက်တွေကအစမကောင်းတဲ့လူတွေကအစုံသူတို့နေရာမှာလူဆိုးတွေရှိရဆိုရင်တော့လုံးဝပေးမနေဘူးအားလုံးကြောက်တဲ့ပစ်ချရဲ့နီးနဲ့ပဲတေတန်တဘောမျိုးပေးကြတာငါတို့ကတော့အကောင်းတွေပဲယူမယ်ကွာဆိုးရရဲ့အကုန်လုံးဒီ Abyss ကျောင်းnet တွေကိုသွားကြပြီးတော့မြန်မာလူတွေတကူအောင်ဆန်ထားတာဒီလိုနဲ့ Abyss 6နက်ကဘာမှမဆိုင်ပဲပလိန်အမိုက်တွေတွန်းချတာခံရပါလေရော Heaven ကမီးမျက်နှာတင်ပြင်ရရောအမြင်ပိုင်းမှာရှိနေတာဆိုတော့အထက်စီးရပို့ပြီးတော့အစင်းမြင့်နေဆိုတဲ့သဘော Abyss ကတော့အမိုက်တွေညစ်ပတ်တဲ့အရာတွေညစ်ပတ်တဲ့ပစ္စည်းတွေနဲ့အပေါ်ကပစ်ချသမျှမကောင်းတာတွေကိုပြန်လည်အသုံးပြုပြီးတော့အသက်ရှင်ဖို့ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်နေကြရတာမို့လို့ကြည့်လိုက်တာနဲ့အသက်ရှူချက်စီမဲ့လူပတ်ဝန်းကျင်မျိုးဆိုတော့အောက်ပိုင်းသားတွေကလည်းသူတို့မကောင်းတာတွေပဲလာဆွန့်ပစ်နေတဲ့ကောင်တွေဆိုပြီးအထက်ပိုင်းအကောင်တွေကိုကြည့်မြပေါ်ပိုင်းအကောင်တွေကဒီအတိုင်းအမိုက်ပစ်တဲ့ဆွန့်ပစ်ချောင်းအနေနဲ့ပဲတီးထားကြပြီးတော့မကောင်းတာတွေကိုသူတို့ကိုယ်တိုင်မသိဘဲနဲ့လုပ်နေမိတယ် brain wash ခံထားရတဲ့လူတွေအောက်ပိုင်းသားတွေကသူတို့ကြည့်မြဖြစ်နေပြီမဲ့လေအကြောင်းမျိုးမျိုးကြောင့်အပေါ်တက်မရလို့အပေါ်ပိုင်းကိုလက်စားချေခွင့်မရကြပြန်သူများပြုသမျှနုနေရတဲ့ဘဝတွေပေါ့တာမန်ဇလန်းနေဆိုရင်အောက်ပိုင်းသားတွေကလူကောင်းတွေဟီးရိုးတွေအပေါ်ပိုင်းသားတွေကဗီလိန်တွေအဖြစ်တေးဥဖို့ကြမှာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ကဂုတ်သွေးဆုပ်တဲ့လူတွေအထက်ကိုတော်လန်ကြတဲ့ကားတွေဆိုရင်တိတ်ကြကြတာကိုကျွန်တော်လည်းအရင်ကဂါရှိယာကုတာကိုအဲ့လိုမျိုးတွေးခဲ့ဘူးတဲ့ဒါမဲ့ဖန်ရင်ဖန်ရင်နဲ့တိလာတာအပေါ်နဲ့အောက်ဆိုပြီးလှုပ်ပေးခဲ့ကြတဲ့လူတွေအပေါ်ကလူတွေကလည်းလူဆိုးတွေတတန်မဟုတ်ဘူးသူတို့လည်းမတက်တာလို့ရွေးချယ်စရာမရှိဘူးလှုပ်ခဲ့ကြရတာကျောင်းnetထဲမှာလူတွေရှိနေမှမသိလို့ဆွန့်ပစ်နေပြီးတဲ့အပေါ်ပိုင်းကပြည်သူတွေလည်းရှိသလိုဒီလိုလက်ပတ်နေပုံတန်တရားကြီးကိုဖျက်ဆီးပစ်ချင်နေတဲ့ Damas Man လည်းရှိရဲ့ဗျ Damas Man ကိစ္စကတော့မပြောတော့ဒီထဲမှာတက်စပွိုင်းခံပြီးတော့ကြီးနေကြတဲ့ကောင်တွေရှိရဲဆိုတာသိလို့ Dangerous point လည်းမကောင်းဗျကိုကလူတွေအမြင်အားကြည့်ရင်မှားနေရလည်းမဟုတ်အောက်ကလူတွေရဲ့တော်လန်ကြီးစိတ်ကလည်းမှားနေရမဟုတ်ပြန်အားလုံးကမေကွန်းထုတ်စရာတွေကြီးပဲအရာအားလုံးရဲ့အစလွန်ခဲ့တဲ့မျိုးဆက်60မြောက် Ramlin တို့ရဲ့ပထမဆုံးမျိုးဆက်မမအီကိုနဲ့လူတို့ရဲ့ပထမဆုံးမျိုးဆက်ဖြစ်တဲ့ Candice တို့ရဲ့ခေတ်ကိုပြန်သွားကြည့်အောင်ပြဿနာပဲဂိုင်ယူကအဲ့ဒီခေတ်ကိုအနေငယ်ပဲချပြတာအမိုက်ကောင်ကြီးရေဆိုတာက Candice တို့ရဲ့ခေတ်ကလေးကရှိနေပြီးသားအကောင်တွေဂါချာဥဒလောကမှာအရာအလုံးကဝိညာဉ်ရှိရဲ့လို့ယူဆကြတယ်အဲ့ဒီဝိညာဉ်ကလူတွေရဲ့ကိစ္စဆိုင်မှုနဲ့အသုံးချမှုပေါ်မူတည်ပြီးတော့ရှင်းတန်နေကြတာလူတွေကပစ္စည်းကိုတမုံထားတဲ့အခါဆင်ပြလိုက်တဲ့အခါကျရင်အဲ့ဒီအရာဝတ္ထုတွေကဝိညာဉ်ကတဖြည်းဖြည်းနဲ့မကောင်းတဲ့စိတ်တောက်တွေအဖြစ်ကြီးထွားလာပြီးတော့နောက်ပိုင်းမှာအမိုက်ကောင်အတွင်းကိုပြောင်းလဲသွားကြတယ်ကျွန်တော်တို့စားကြတခုခုမစားပဲဒီတိုင်းပစ်ထားရင်မှုတက်တာတို့အဲ့ဒီစားကြတဖြည်းဖြည်းနဲ့မကောင်းတော့တာမျိုးပေါ့တဖြည်းဖြည်းနဲ့အရာအလုံးကပစ္စည်းချင်းဆိုတဲ့အရာကိုဥတည်နေကြတာအဲ့ဒီပစ္စည်းချင်းနဲ့ဥတည်နေရအောင်တားပေးနိုင်တာကလေလူတွေရဲ့စိတ်ပါပဲလူတွေကသူတို့ရဲ့ပစ္စည်းတွေကိုတန်ဖိုးထားရင်ပစ္စည်းတွေကဝိညာဉ်တွေကလည်းစားကြတွေမှုမတက်အောင်ထိမ့်သိမ်းထားတယ်လို့မျိုးထိမ့်သိမ်းဆောက်ရှောက်ခံရတဲ့အတွက်တဖြည်းဖြည်းနဲ့ပစ္စည်းနဲ့လူနဲ့က relationship တစ်ခုကိုတည်ဆောက်နိုင်သွားတဲ့အခါအဲ့ဒီပစ္စည်းရဲ့ဝိညာဉ်ကသူ့ရဲ့စွမ်းအားကိုဂိုင်းဆောင်သူကိုအသုံးပြုခွင့်ပေးလိုက်တယ်အဲ့ဒါကိုတော့ကျွန်တော်တို့အခုလက်ရှိခေါ်နေတဲ့ဂျင်ဂီရဲ့လို့ဖြစ်လာခဲ့တယ်အဲ့ဒီခေတ်တုန်းက Candice တို့ရဲ့ဘဝကတော်တော်ခက်ခဲချမ်းသာခဲ့မှာတော့အမှန်ပဲဗျဒီထိုင်မှုပတ်ဝန်းကျင်ဆိုတာကတော့သိတဲ့အတိုင်းပဲဆွန့်ပစ်ပစ္စည်းဆိုတာကရှိကိုရှိလာမှာအရာအလုံးကိုလိုက်တန်ဖိုးထားပေးနေလို့မှမရတာဘူးပြီးတော့အမိုက်ကောင်တွေကတခြားပေါက်ရှိမှာအမိုက်ကောင်တွေကဂျီကီနဲ့ခြားကြမှတည်ကြမှာလေဒါပေမဲ့တစ်ဖက်က Candice တို့ကိုပြန်ကြည့်ရင်အဲ့ဒီခေတ်မှာဂျင်ဂီဆိုတာရှိလို့ရှိမှန်းလည်းမသိ
ဒီအမိုက်ကောင်တွေအကြောင်းလည်းလေးလာအောင်ဆိုတဲ့အခြေအနေမှာပဲရှိအောင်ပါ Candice တို့ရဲ့ခေတ်ရောက်မှဂျင်ကီဆိုတဲ့အရာကိုစတင်တွေ့ရှိခဲ့ကြတယ်လို့အတည်ပြုထားမှာလို့ပါမပြင်းရမေလို့ဟဲ့ငါတရေသေးရရပြီဒီတော့ဂျင်ကီမရှာတွေ့ခင်က Candice တို့ရဲ့လေးလာနေတော့အခြေအနေကတော်တော်ခက်ခဲခဲ့မှာကျွန်တော်တို့တော့မှအဲ့တုန်းကဘာဖြစ်ခဲ့လဲဆိုတော့လှမ်းတွေးကြည့်လို့ရတယ်အမိုက်ကောင်တွေကိုလူတွေစုပြီးတော့ရရလန်းလန်းနဲ့ချာရေပစ္စည်းနဲ့ချတာဆိုတော့ဘယ်လိုတက်မသိဒီလိုနဲ့ချတဲ့ Candice တို့ဘက်ကပဲတက်ပြန်ဆုပ်ဘာချက်လက်ကောင်းကောင်းမှမရဘဲနဲ့လူသေးပြောက်တွေပဲတိုးလာသူတို့ရဲ့ဘွားကြီးကတက်ကွန်တိုက်တန်တွေကကင်းနောက်တွေတိုက်တန်တွေကိုအရေးဆုံးပြီးတော့လေးလာကြလို့ပဲဖြစ်နေလိမ့်မယ် Many months later ဒီလိုနဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာကျတော့ Candice နဲ့မမကြီးကိုတို့ဂျင်ကီကိုစတင်တွေ့ရှိခဲ့ကြတယ်အသေးစမ်းတစ်ခုတွေ့တာအောင်မြင်မှုဆိုတာထက်အဲ့ဒီအသေးစမ်းကိုအကျိုးရှိရှိအသုံးချနိုင်တာမှအောင်မြင်မှုလို့ပြောရင်ပိုပြီးတော့မှန်လိမ့်မယ်တို့ AI ခေတ်ကြီးမှာလည်းလူတွေက AI ကိုအလွန်အကျွံသုံးလာခဲ့မိတော့တဘာဝဘေးပတ်ဝန်းကျင်ထိခိုက်တာတွေလည်းရှိလာခဲ့တယ်။စိုးဦးတည်ထွင်သူတွေကတော့ပတ်ဝန်းကျင်ကိုထိခိုက်စေလို့တဲ့စိတ်နဲ့ပြုလုပ်ခဲ့တာတော့ဘယ်ဟုတ်မလဲ။ငါတို့လိုလူသားတွေအတွက်အသုံးဝင်တာရှာတွေ့ပြီဟဲ့ဆိုပြီးတော့အောင်မြင်မှုတစ်ခုအနေနဲ့ချပြခဲ့တာပဲလေ။ဒါမဲ့အဲ့ဒီအောင်မြင်မှုကလူတွေရဲ့အသုံးချမှုပေါ်မူတည်ပြီးတော့တကယ်အောင်မြင်လားကြာရှုံးလားမူတည်အောင်ပါ။ဒီတဘာဝဘေးပတ်ဝန်းကျင်ကြီးကိုပျက်စီးခံပြီးတော့ဒီ AI ကိုအစောမရှိလို့ဆိုပြီးတော့မဟုတ်တာတွေတော့ပြောနေရမျိုးပေါ့ဒါကစံကုန်မြေလေးကလို့လောက်ရက်တွေကဒီထင်ရကြိုးမနဲ့ဘူးလို့တော့ပြောလို့ရတယ်ကျွန်တော်တို့ကဘာမှာ AI ကိုဖန်တီးနိုင်ခဲ့သလိုကာချီယာဟုတကဘာကြီးပေါ်မှာလည်းဂျင်ကီကိုရှာဖွေတွေ့ရှိခဲ့ကြတယ်ဂျင်ကီဆိုတာကအမိုက်ကောင်ရင်းနဲ့ချတာလောက်ပဲအသုံးဝင်တာတော့ပဲဟုတ်မလဲပစ္စည်းတွေမတူတာနဲ့ညီအစွမ်းနေရတဲ့တစ်ခုနဲ့တစ်ခုမတူကြအောင်အဲ့ဒီအထီးကကိစ္စမရှိပေမဲ့ကိစ္စရှိလာတာလူတွေရဲ့စိတ်ပဲလူဆိုတာကတော့လောဘဒေါသမောဟတွေရဲ့တားကောင်တွေပါပဲအဲ့ဒီစိတ်ကနည်းနည်းများပဲကွာကြတာဂျင်ကီဆိုတာကအမိုက်တွေကိုရှင်းတဲ့လက်နက်တစ်ခုဆိုတာတည်းပိုတယ်သူတို့အရင်တော့ရှိခဲ့မှုတဲ့လက်နက်တွေတည်းပိုအစွမ်းထက်တယ်ပိုလဲကောင်းတယ်တိုင်ဆိုင်မှုတွေလောဘတွေလူချင်းတက်မှတ်မှုတွေကိုရှေ့တန်းတင်ပြီးတော့လူသားတွေကဒီဂျင်ကီကိုတုံးလာပြီးနေရလူတဲ့တိုက်ပွဲတွေချင်းချင်းရှင်ပြိုင်တာတွေကလွတ်လပ်နိုင်ခဲ့မှာပဲပြည်တွင်မှုတွေဆိုတာကောင်းကောင်းအသုံးချခြင်းရှိရင်တလွဲသုံးချခြင်းဆိုတာလည်းတေချာပေါက်ရှိလာမယ့်ကိစ္စပဲလေကျွန်တော်တို့ကဒီပစ္စည်းကိုငါပစ္စည်းကိုကောင်းကောင်းအသုံးချရေးဆိုပြီးလိုက်ပြောနေလို့မှမရတာသူတို့လည်းသူတို့လက်ထဲရောက်သွားရင်သူတို့ဘာသူတို့သုံးကျင်သူတို့သုံးမှာပေါ့ဒီလိုနဲ့အမိုက်ကောင်တွေကိုရှင်းပြဖို့ရွေခဲ့တဲ့ပစ္စည်းတွေကလူသားချင်းချင်းကြိုင်ဆိုင်မှုအတွက်အသုံးချတဲ့ဆီလက်နက်တွေအဖြစ်ပြောင်းလဲသွားကြပုံပေါ်ပါတယ်ဂျင်ကီကိုအာနာလောဘတို့လိုမကောင်းတဲ့စိတ်အနေနဲ့သုံးရင်အဲ့ဒီလက်နက်ထဲမှာရှိတဲ့ဝိညာဉ်ကကောင်းမွန်တဲ့စွမ်းအားအစားအမုန်းတရားတွေနဲ့ပေါင်းဆက်သွားပြီးတော့အဲ့ဒီပစ္စည်းရဲ့ဝိညာဉ်ကမကောင်းတဲ့ဝိညာဉ်ဖြစ်လာမယ်အဲ့ဒီမကောင်းတဲ့စိတ်ဝိညာဉ်ကလက်နက်ကင်ထားတဲ့လူသားတွေရဲ့စိတ်ကိုပြန်ပြီးဝါမြစ်ပစ်တာတွေလှုပ်လာနိုင်ပြီးတော့နောက်ဆုံးမှလူသားတွေကိုယ်တိုင်ကအမိုက်ကောင်တွေလိုကြမ်းတမ်းရဲဆက်ဆက်တတော်ဝါတွေဖြစ်ပြောင်းလဲသွားကြပြီးတော့လူသားအမိုက်ကောင်တွေဖြစ်လာကြတော့တယ်ခုနကပြောရတဲ့အကြောင်းရင်းတွေက Candice ရဲ့တည်တန်းစာမှာရေးသွားတယ်ငါလုံးနေတာဆိုလို့သူတို့မြေမျိုးဖြစ်ဖို့ပဲရှိတယ်ငါရဲ့ချစ်လာစာတော်ကလေးတို့ဒီတန်တရားဆောင်ဝင်းကြီးကိုပြည့်စည်ဖို့မင်းတို့အဖြစ်သက်သွားလိမ့်မယ်ဒီတော့ကျေးဇူးပြုပြီးဘောကပျော်ရွှင်အောင်နေကြပါဆိုတဲ့စာရီထဲမှာငါလုံးနေတာဆိုလို့သူတို့မြေမျိုးဖြစ်ဖို့ပဲရှိတော့ရဆိုတဲ့စကားရယ်ဒီတန်တရားဆောင်ဝင်းကြီးဆိုတဲ့စကားရယ်ပထမမျိုးဆက်တွေကဂျင်ကီကိုစတင်တွေ့ရှိခဲ့ကြရဆိုတဲ့အချက်ရယ်အမိုက်ကောင်တွေရဲ့ဖြစ်တည်လာပုံအချက်လက်တွေရဲ့ကိုစူးစီးကြည့်ပြီးတော့မှန်ပါလားဆိုရင်ဖြစ်နိုင်ရရှိတဲ့အကြောင်းအရာတွေကို theory သဘောမျိုးစဉ်းစားထားတာတွေပါKUN ကိုယ်တိုင်ကလည်းမကွန်ဖမ်းထားသလို theory တွေဖြစ်တာကြောင့်မျက်စိစုံမိတ်ပြီးယုံတာထက်ကိုယ့်ဘာကိုစဉ်းစားပြီးတော့ညောင်ပင်ကြီးလောက်ပြောရင်ညောင်စည်းလောက်လေးပဲယုံစေခြင်းတယ်အကယ်လို့စွမ်းပြောရတဲ့ထဲမှာစွမ်းတဲ့အမြင်မှုသာရှိရင်လည်းကိုယ့်မှာဆွေးနွေးသွားလို့ရပါတယ်လောဘတွေမကောင်းတဲ့စိတ်တွေကြောင့်လူသားတွေကနေလူသားအမိုက်တွေဖြစ်လာခဲ့အရင်တော့ကအမိုက်ကောင်တွေနဲ့လူသားတွေဆိုတဲ့အားပြိုင်မှုကနေအမိုက်ကောင်တွေကတစ်ဖက်လူမိုက်တွေကတစ်ဖက်လူသားတွေကတစ်ဖက်ဆိုပြီးတော့သုံးဘက်ကွဲလာကြပြီဒါမဲ့လူမိုက်တွေကလူတွေပေါ်ပဲတိုက်ခိုက်တာဖြစ်တာကြောင့်အချိန်ကြီးကြာလာတဲ့မြရိုးရိုးလူတွေဘက်ကစားစားနဲ့ကြာရှုံးလာတယ်လို့ထင်မိတယ်နောက်ဆုံးမှာရိုးရိုးလူတွေရဲ့ခေါင်းဆောင်ရင်းတွေက Candice ကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်အဲ့ဒီဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ကသူတည်တန်းစာရေးနေတဲ့အချိန်လည်းဖြစ်နေနိုင်တယ်အဲ့ဒီတည်တန်းစာရေးတဲ့အပိုင်းကိုပြတဲ့ပန်ထဲမှာတခြားချင်း Candice တယောက်ချွေးလည်းကျနေတယ်လက်တွေလည်းတုံနေတယ်အလင်းလိုနေတဲ့ပုံလည်းပေါက်တယ်နောက်ပြီးသူ့ရဲ့တည်တန်းစာအချို့အချောင်းအရာတွေကသူဘလောက်ချောက်ချပြီးတော့ဘေးကျနိုင်ချက်ဖြစ်နေလဲဆိုတာကိုကန်စားမိစေတယ်ငါလုံးနိုင်ငံဆိုလို့သူတို့အမီးမဖြစ်ဘူးပဲဒီတန်တရားဆောင်ဝင်းကြီးကိုချိုးပြဖို့မင်းတို့အဖေထွက်သွားလိမ့်မယ်
ဇူရီရဲ့ပြောစကားအရဆိုရင်လည်းဒီ Watchmen series ဂျင်ကီအားလုံးဝင်နိုင်တဲ့လူကမြုံနိုင်တော့တဲ့စွမ်းအားတွေရတယ်လို့ပြောထားတယ်။နောက်ပြီးခူရိုရဲ့မှတ်ဉာဏ်ထဲမှာလည်း Candice က Watchmen series ဂျင်ကီအားလုံးဝစ်ပြီးတော့ပေးလူပြောတာတွေကိုဘာမှနားမထောင်တော့ပဲနဲ့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချထားတဲ့ပုံနဲ့ခူရိုကိုလှည့်မကြည့်ပဲမြင်ဝင်ရနဲ့ထွက်ခွာသွားခဲ့တာ။ Candice ဆိုတာကလည်းအသွေးသားနဲ့တိဆောက်ထားတဲ့တာမန်လူသားတစ်ယောက်ပါပဲ။သူ့အနေနဲ့ဒီလောက်စွမ်းအားကြီးတဲ့ပစ္စည်းတွေကိုဝစ်ပြီးတော့အစွမ်းတွေကိုသုံးရင်သူ့ရဲ့ခန္ဓာကိုယ်ကအဲ့လောက်များတဲ့အစွမ်းတွေကိုတောက်ခံနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူး။ကိုယ့်ရဲ့ရှေ့မှာစားစရာတွေအများကြီးလာချထားရင်တော့ကိုယ့်ရဲ့ဘိုက်က limit တစ်ခုထိပဲစားလို့ရတာမျိုးပေါ့။ဒီတန်တရားကိုရွှေ့ဖြတ်ဖို့မင်းတို့ဖွေထက်သွားရတော့မယ်ဆိုပြီးပြောရတာကိုပြန်ကြည့်ရင် Watchmen series ဂျင်ကြီးအားလုံးဝစ်ပြီးတော့အစွမ်းသုံးတယ်ဆိုတာကစွမ်းအားကြီးရတဲ့လျောက်ပြန်ပေးစမ်းမဲ့ရာကိုယ်တိုင်လည်းဖြစ်သွားနိုင်ပါတယ်။ Spider-Man ဦးလေးပြောခဲ့သလိုစွမ်းအားကြီးလေလေတာဝန်ယူမှုတာဝန်ခံမှုကလည်းကြီးလေလေဆိုတဲ့စကားအတိုင်းပါပဲ။ Candice တယောက်သူ့ရဲ့ Watchmen series အားလုံးဝစ်ဆင်ပြီးတော့ဒီလူမိုက်ကောင်တွေကိုရှင်းထုတ်ကိုသားသမီးလိုကိုရဲ့လက်အောက်ကလူတွေကိုကြီးမားတဲ့အရာတစ်ခုလုပ်ပေးပြီးတော့ကယ်တင်ပေးခဲ့ကာကွယ်ပေးခဲ့ပုံပါပဲ။ဘဝစိတ်ဝင်စားဖို့ကောင်းတာအခုလက်ရှိအချိန်မှာ Heaven နဲ့ Abyss နယ်နိမိတ်မှာ Abyss ကလူတွေ Heaven အသက်မလာအောင်လို့ကာကွယ်ပေးနေတဲ့ Watchman ကောင်ကြီးရှိနေတယ်။နောက်ပြီးတော့သူ့ကိုလူတွေက The Watchman လို့ခေါ်ကြတယ်။ Watchman series ဂျင်ကီနဲ့ပတ်သက်ဆက်နွယ်မှုရှိနေတယ်မယ်လို့တော့ထင်မိပါတယ်။ Watchman series တွေရဲ့ငကိုမူလပိုင်ရှင်ကလည်း Candice Watchman series ဆိုတဲ့စကားလုံးမှာလည်း Watchman ဆိုတဲ့အရာကိုပဲဥတည်နေတယ်။အဲ Watchman ဆိုတဲ့စကားလုံးကလည်းဒီအပေါ်ပိုင်းကိုကာကွယ်ပေးနေတဲ့အကောင်ကြီးကိုပဲတွားရည်ညွှန်းနေပြန်တယ်။ပြီးတော့ Candice ကြီးကကျွန်တော်တို့လက်ရှိမြင်နေရတဲ့ Watchman ကြီးအဖြစ်အသွင်ပြောင်းပြီးတော့ပေါ်ပိုင်းသားတွေကိုကာကွယ်ပေးနေရလဲဖြစ်နိုင်တယ်ဗျ။ကျွန်တော်က overthinking ဖြစ်နေရလား။ဒါပေမဲ့နားလည်ပေးပါ။ကျွန်တော်ပြောရလဲဖြစ်နိုင်ရရှိရမို့။ Candice ဒါ Watchman ဖြစ်သွင်ပြောင်းသွားပြီးတော့အပေါ်ပိုင်းကိုကာကွယ်နေတာဆိုရင်သူ့ရဲ့တေတန်းစာမှာရေးထားတဲ့သူ့ရဲ့သားသမီးတွေဆိုတာအမိုက်ကောင်အဖွဲ့ရဲ့လူမိုက်အဖွဲ့ရဲ့ရိုးရိုးလူရဲ့အဖွဲ့ပဲမှာရိုးရိုးလူအဖွဲ့ကသူ့ရဲ့လက်အောက်ခံတွေကိုသူသားသမီးတွေတုံးပြီးတော့ကိုစတေးပြီးတော့အခုလို Heaven နဲ့ Abyss ဆိုပြီးတော့ခွဲခြားလိုက်ပြီးတော့သူ့ရဲ့သားသမီးတွေကိုစောက်ရှောက်ပေးနေတယ်လို့ Heaven ကိုစောက်ရှောက်ပေးနေရလဲဖြစ်နိုင်နေတာပဲခုနအဖွဲ့၃ဖွဲ့မှာရိုးရိုးလူအဖွဲ့က Heaven ဆိုတဲ့နေရာကိုရောက်သွားပြီးတော့ထပ်ပိုင်းသားတွေဖြစ်နေဘဝအသစ်ကိုစတင်လိုက်တာလဲဖြစ်နိုင်ပြီးအမိုက်ကောင်တွေနဲ့လူမိုက်အဖွဲ့တွေကိုတော့ Abyss မှာ Candice ရဲ့တေတန်းစာအတိုင်းမိမပြစ်မှရမယ်ဆိုတဲ့စကားအတိုင်းCandice ကလူမိုက်ဖွဲ့ရဲ့လူတွေကိုဒီတိုင်းပစ်ထားခဲ့ရလဲဖြစ်နိုင်တယ်ဗျအမိုက်ကောင်ဆိုတာကတော့စွန့်မြစ်ပစ္စည်းတွေပစ္စည်းဟောင်းတွေရှိနေတွေ့ပေါ်ပေါက်လာမဲ့အကောင်တွေဖြစ်တာကြောင့်ရှိသမျှပစ္စည်းတွေကိုလူမိုက်တွေရှိရဲ့နေရာဘက်ကိုတွန်းချပြီးတော့အမိုက်ကောင်တွေရန်ရလဲကင်း Candice ပြောတဲ့မြေမြုပ်ပြစ်မယ်ဆိုတဲ့စကားအတိုင်းအမိုက်တွေအပစ်ချပြီးတော့မြေမြုပ်တဲ့ပုံသဏ္ဍာန်သဘောမျိုးနဲ့ပစ်ချရလဲဖြစ်နိုင်ပါတယ်ဒါဆိုရင်မကောင်းတဲ့ကောင်တွေကိုမြေမြုပ်ပြစ်မယ်ဆိုတဲ့စကားနဲ့လည်းညီသွားမယ်အမိုက်တော်တွေကိုလည်းစိုးရင်ချာမလို့တော့တစ်ချက်ကုန်တစ်ချက်ပြတ်တဲ့သဘောပေါ့ပြီးတော့မှအဲ့ဒီနေရာကိုဂျောင်းနက်ကြီးနဲ့တူတယ်ဆိုပြီးတော့Abyss နှစ်ဆိုင်နဲ့ဂျောင်းနက်ကြီးဆိုရင်လည်းပေးလိုက်ကြတာထင်ပါရဲ့ကျွန်တော်တို့သိတဲ့အတိုင်းရာဇဝတ်သားအစပစ္စည်းတွေအစုံမကောင်းတဲ့အငွေသက်မှန်သမျှဟိုးအောက်ကိုပြစ်ချလိမ့်ရှိတယ်ခုနကပြောလို့ပဲဂျင်ကီပစ္စည်းဝိညာဉ်တွေဆိုတာကကောင်းတာတွေကိုလည်းဖြစ်နိုင်သလိုမကောင်းတာတွေကိုလည်းဖြစ်စေနိုင်တဲ့အရာတွေပါအဲ့ဒါကြောင့် Candice တွန်းသွားလို့အကြက်သေးတွေကိုမကြုံရင်ကြလို့ပစ္စည်းဟောင်းဆိုရင်ဂျင်ကီဖြစ်မဲ့အထိမထားဘဲနဲ့ရာဇဝတ်သားဆိုရင်လည်းလောဘဒေါသလိုမကောင်းတဲ့စိတ်တွေနဲ့ပြည့်နေနေတယ်ဒီမှာထားလို့မရအောင်ဆိုပြီးတော့ Abyss ကိုပြစ်ချတဲ့အလေးချင်းကိုစားခဲ့တဲ့ပုံပါပဲ Heaven မှာဂျင်ကီကိုပြင်းပြင်းထန်ထန်တားမြစ်ထားပုံရပါတယ် and Heaven ကလူတွေက brainwash ကန်ထားတဲ့ပုံပေါ်တယ် chapter 1မှာမြင်တွေ့ခဲ့တဲ့လူတွေဆိုရင်တော်တော်ရှင်းဆူဆူဝါအထိကိုဝါရအပြတ်ခံထားရတာသိထားမိကြပါပါ and chapter 160ကျော်မှာ Heaven ပေါ်မှာနန်းတော်လိုအရာတွေပါလာပြီးဖြစ်တာကြောင့် Heaven ကညူးမြင့်တဲ့လူတွေအတွင်းထဲကလူချို့ကတော့စာပေမှတ်တမ်းနဲ့ဘာညာတော့ကာနဲ့သူတို့နီးသူတို့ဟန်နဲ့ဒီပနိပခအစားအဆုံးကြီးကိုသိနေလောက်မယ်လို့ထင်မိပါတယ်ဒီလိုနဲ့အချိန်နေကြာလာနဲ့မျှမျိုးဆက်တွေလည်းတစ်ဆက်ပြီးဆက်ပြောင်းလဲလာအောက်ကလူတွေကလည်းသူတို့နီးသူတို့ဟန်နဲ့အသက်ရှင်မှုကြိုးစားကြအပေါ်ကလူတွေကလည်းသူတို့ရဲ့ဘဝအသစ်တွေစီးမြင့်အသစ်တွေကိုစတင်ဒီလိုနဲ့မျိုးဆက်60မြောက်ရောက်တော့ကျွန်တော်တို့ရဲ့ Rural Shipbridge ကြီးသူ့ရဲ့မွေးစားဖေကိုတတ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အတူ Abyss တွေကိုပြစ်ချခံရရင်နဲ့ဒီကဘာကြီးအကြောင်းအချက်လက်တွေအပေါ်ပြန်တက်ဖို့အတွက်ချက်လက်တွေစုပြီးတော့ဒီလျှို့ဝှက်စမ်းကြတဲ့အရာတွေကို live ဖြည့်ရှင်းနေတဲ့ကာချီယာကူတာမန်ကောစတင်ထားပါတော့တယ်။ဒီနေ့ဗီဒီယိုမှာပြောရတဲ့ Candice အကြောင်းတွေလူမိုက်တွေဆိုတာက KUNA Commander ကလည်းမရှိသလိုဖြစ်နိုင်ရရှိတာတွေကိုပဲ theory ထုတ်ထားတာသက်ပါပဲ။ကာချီယာကူတာရဲ့နောက်ထပ်လာမယ့် ongoing chapter တွေဖတ်ရင်လည်းဒီ theory ကမှန်လားမှားလားဆိုတာသိရမှာပါ။ So ကျွန်တော်ကညောင်မင်းလောက်ပြောရင်းတော့မှခင်ဗျားတို့ဘက်ကညောင်စုလောက်လေးပဲယုံပါလို့ပြောချင်ပါတယ်။
နာခက်မှာဘာရှာဦးသားရဲ့တကယ်သမိုင်းကြောင်းတည်ရတဲ့အချိန်ကြားမှာပဲတကယ်သမိုင်းကြောင်းကိုတေချာစီးရင်ပြုစုပြီးတော့လုပ်ပေးပါမယ်ဗီဒီယိုကြရင် like လေးကိုနှိပ်ပြီးပြင်လေးတက်ခံပြီးတော့ဒီဗီဒီယိုနောက်တစ်ခါဝင်ကြည့်ပြီးတော့တက်လာတဲ့ကြောင်ကြောင်ကြီးပင်းကြီးဖြစ် support ပေးရရောက်ပါတယ်အဲ့လည်းကျွန်တော်ဗီဒီယိုထပ်တွေ့ရဖို့ဆိုတာမသေးကြပါဘူး so ဒီလိုကကြောင်သားဗီဒီယိုထပ်ကြည့်ရင် subscribe ဖို့မေ့ပါနဲ့ဒီဗီဒီယိုမှာပြောခဲ့တဲ့အရာတွေထဲမှာစွမ်းတဲ့အမြင်မှုတွေရှိရင်လည်းရှားတီတွေရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်